ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ပရိသတ်ကြီးတို့အတွက်ငရဲကလာသောထောင်ကြီးနှင့်တစ္ဆာကံထောင်မှုအပိုင်းနှစ်ကိုဆက်လက်ပြီးတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်ထောင်စီကိုအကျဉ်းသားလွှဲပြောင်းမှုဒါမှမဟုတ်တမတ်ကာလအလိုက်ထုံတန်းဆန်လာစစ်ဆေးမှုအထူးစစ်ဆေးမှုပြုလုပ်တဲ့အချိန်အပလားလေးမရှိပေမဲ့ဒီတာဝန်ရယူခဲ့တဲ့ကာလ20ကျော်အတွင်းအခောက်ခောက်ရဖူးခဲ့ပြီးဖြစ်တာကြောင့်ပတ်ဝန်းကျင်မြင်ကွင်းကိုရိုးအီနေခဲ့ပြီဒါပေမဲ့အရာရှိကြီးကဒီနေ့မှာတော့စိတ်အတွင်းစနိုးစနောက်နိုင်မှုကိုခံစားနေရတယ်။နရသိန်းကိုအကြောင်းတရားမျိုးစုံနဲ့အချင်းချင်းလာခဲ့ဘူးပေမဲ့အခုလာခြင်းမျိုးကတော့တတ်မှတစ်ချိန်သာလာရမယ်လာခြင်းမျိုးဖြစ်နေတာကလေသူ့ရဲ့စိတ်ကိုလေးလံနေစေတယ်။အရာရှိကြီးကခုံမထိုင်နေရနေထားပြီးဘေးဘက်ကိုသွားပြီးတော့ထောင်စီကိုဘေးဘောက်ကနေတဆင့်ကဲကြည့်လိုက်တယ်။မြေရုံနဲ့ကြောက်မက်ဖွယ်အခိုင်ခန့်နေရယူထားတဲ့ထောင်ကြီးကအန်ရဲ့ကြီးမားလာတဲ့တတဝါကြီးတစ်ကောင်ရဲ့ကိုကြုံထိုင်းနေဝင့်နေတရားရောင်ပိုင်စရာတွေဒီလောက်များပါရဲ့နဲ့ထောင်တစ်ခုကိုပိုင်ထူထောင်မှုဘလို့လူမျိုးကစတွေးခဲ့တာပါလဲလို့လေအရာရှိကြီးတွေးလိုက်မိတယ်။အဲ့နောက်တမောတစ်ချက်ကိုမှုတ်ထုတ်လိုက်မိပြန်တယ်။ရှင်ကရေတွေကနေပြန်တက်လာပြန်ပြီးကုန်းမြင့်လမ်းပေါ်မှာဆက်လက်မောင်းနှင်လာခဲ့တယ်။အဲ့နောက်တတိယမြောက်စစ်စီဂိတ်ကိုရောက်ရှိကြပြီ။စစ်စီဂိတ်ကဝန်ထမ်း3ယောက်ကတက်ရက်တဲ့ယူနီဖောင်းတွေနဲ့ဂိတ်ရှိမှထွက်ပြီးတော့အလေးပြုကြိုဆိုပြီးတူကတော့လှုပ်ထုံးတုံဒီတိုင်းစာရွက်စာတမ်းတွေကိုအချမ်းပြင်းစစ်ဆေးတယ်။အမှန်တော့အထူးစစ်ဆေးကြမလို့လှပါဘူး။ထောင်ထူးတာဝန်ခံပါလာကြောင်းကိုကားဖေးပေါက်ကနေအထင်းသားမြင်နိုင်တယ်လေ။ဒါပေမဲ့လေလှုပ်ရိုးလှုပ်ဆန်တိုင်းဆက်လိုက်ပြီးတော့ဆက်လက်ထွက်ခွာခွင့်ပေးလိုက်ပြီးအထူးတာဝန်ခံရှိရာကိုလှည့်ပြီးအလေးပြုတယ်။အရာရှိကြီးလေခေါင်းကိုတစ်ချက်ဆက်ပြလိုက်ပြီးပြန်အတိမတ်ပြုလိုက်တာနဲ့စစ်စေးဝန်ထမ်းကနောက်လှည့်ပြီးစစ်စေးဂိတ်အတွင်းကဂိတ်တကားဆက်ခလုတ်ကိုင်းတဲ့ဝန်ထမ်းကိုခေါင်းညှိအချက်ပြလိုက်တော့ပိတ်ထားတဲ့တန်တကာပထမတစ်ချက်ပွင့်သွားတယ်။အဲဒီနောက်အတွင်းကိုရှင်အောင်ဝင်တော့ပထမတန်တကာပြန်ပိတ်သွားပြီးတော့ဒုတိယတန်တကာပွင့်သွားတယ်ရှင်ကဂိတ်ကနေထွက်ပြီးခိတ္တမြနာမောင်းနှင်ပြီးရဲ့အခါမှာလမ်းရဲ့အနေပိုင်းကိုရောက်ပြန်တော့ရှီတဲကိုပြန်လဲပြီးတော့ဆင်းသက်သွားပြန်တယ်။နောက်ထပ်ဂိတ်တစ်ခုကိုဖြတ်တန်းပြီးရင်လေထောင်ရဲ့ပင်မဂိတ်တစ်ခါကိုရောက်ရှိတော့မှဖြစ်တယ်။ဝန်ထမ်းတွေရဲ့မျက်နှာကိုမကြက်မိဖြစ်နေတဲ့အရာရှိကြီးကအနောက်ကိုလှည့်ပြီးအတွင်းမှုကိုမေးမြန်းလိုက်တယ်။ဝန်ထမ်းတွေနောက်ဆုံးလဲတာဘယ်တော့မှလဲကိုတန်းစင်မမြင်ဘူးတဲ့ဝန်ထမ်းတွေအရန်များနေလို့ဘလောက်လဲပြလိုက်တာလဲ။ဒီထောင်ရဲ့အထာမသိရသူအဲ့လောက်များရင်အလုပ်ဖြစ်ပါမလား။ကိုတန်းစင်လို့အခေါ်ခံရတဲ့သူအတွင်းမှုကလဲတာတော့လုံခဲ့တဲ့2လလောက်ကပါပဲညွှန်မှုဒါပေမဲ့လဲတာတော့အဲ့လောက်မများပါဘူးပုံမှန်အတိုင်းပါပဲကြည့်ရတာထောင်မှုကသူနဲ့တက်တန်းအတူတူနီနီတာဝန်ထမ်းလာခဲ့တဲ့သူ့ကိုယ်ပိုင်ခန့်တဲ့ပုဂ္ဂလိကဝန်ထမ်းတွေအနားပေးလိုက်ပြီးတော့လူသစ်တွေအစားထိုးလိုက်လို့မျက်နှာသစ်တွေများသလိုဖြစ်ကုန်တာနဲ့တူပါတယ်အရာရှိကြီးကခေါင်းကိုတငိမ့်ငိမ့်လုံရင်းနဲ့လာရင်ကိစ္စကိုပြန်တွေးမိပြီးစိတ်လေးသွားမိပြန်တယ်အဲ့ဒီချိန်မှာသရုတ်ထဂိတ်တကာကိုဖျက်ကျော်ပြီးအနေပိုင်းရှည်ပြင်းနဲ့ပြန်လည်ဆင်းသက်လာတဲ့ရှင်ကထောင်ပင်မဂိတ်တကာကြီးအနီးကိုချင်းကပ်လာခဲ့ရတဲ့တပြိုင်နက်တည်းမှာအတော်တန်မတ်တဲ့ဂုံတက်ကိုအရှိန်နဲ့စတင်ပြီးတော့မောင်းတက်နေပြီဖြစ်ပါတယ်။ဘေးကိုလှည့်ကြည့်တော့လေအနီးဆုံးမှာရှိနေတဲ့မီတာ200ကျော်အကွာကရေလေကျွန်းလေးပေါ်ကပရင်းပေါက်တီတော်မှပြုတ်ထွက်နေတဲ့အိမ်တလုံးနဲ့အပြစ်သားတယောက်ရင်စီလှည့်ကြည့်ပြီးရုံရင်ကြမ်းတဲ့အမူအရာတွေလှုပ်ပြနေအောင်မြင်လိုက်ရတယ်အရင်ကဆိုရင်တော့အဲ့အပြစ်သားကားပေါ်ကပါလာတဲ့စနိုက်ပါတလက်လက်နဲ့ကြောက်လန့်သွားရက်တန်ပြီးတော့ပြစ်ခတ်မိမှာဆိုရင်မဲ့တတန်းနေကြလာနေမြဒါမျိုးတော့အရှိမလုံးမိတော့ဘူးအဲ့ဒီချိန်မှာရှင်ကထောင်ပင်မဂီကြီးရဲ့နောက်ရောက်သွားပြီးမြင်မာလာတဲ့ထောင်တကားကြီးရဲ့ရှေ့မှာရက်တန့်လိုက်တယ်တကားကြီးရဲ့ဘေးတစ်ဖက်တစ်ချက်မှာတကားအမြင့်ထက်တောင်မှမြင့်တဲ့မျော်စင်ကြီးနှစ်ခုပေါ်ကဝန်ထမ်းတချို့ကမျော်စင်ရဲ့စင်ချက်မှာကင်းလှည့်နေအောင်မောကြည့်လို့မြင်နိုင်တယ်ထောင်ရရှိတူကကားစီလာပြီးတော့လှုပ်ရိုးလှုပ်ဆင်စစ်ဆေးမှုတွေကိုပြုလုပ်နေပြန်တယ်။ဒါပေမဲ့ဒီတစ်ခါမှာတော့အသေးစိတ်စစ်ဆေးနေပုံရှာပြီးတော့စာရွက်စာတမ်းတွေကိုစစ်ဆေးပြီးရတဲ့ကားပေါ်ကိုတက်ပြီးတော့အရာရှိကြီးကိုအလေးပြုနှုတ်ဆက်ရင်းနဲ့ရင်မော်အသေးစိတ်လှည့်ပတ်ဝေဝဲကြည့်ရှုပြီးစစ်ဆေးပြန်တယ်။အဲဒီထောင်အရာရှိရဲ့ယူနီဖောင်းအပေါ်အဖြူအောက်အနှံ့နဲ့ရွှေရောင်တန်ချင်းကျိုးဆလွယ်တွေကိုမြင်ရုံနဲ့အဲဒီထောင်အရာရှိကအစိုးရဘက်ကနေခံထားတဲ့သူမဟုတ်မှန်အရာရှိကြီးတန်းပြီးတီးလိုက်တယ်ဒါအပြင်မှာအဲ့ဒီထောင်အရာရှိကိုသူ့ရဲ့ပုံကိုယ်ရေးအရာလေးမျက်မှန်တမ်းမိတယ်။ဒါပေမဲ့အဲ့ဒီအရာရှိကတော့သူ့ကိုတိလင်ကစားစစ်ဆေးရမှာတွေကိုတော့အသေးစိတ်စစ်ဆေးပြီးမှဂိတ်အတွင်းဝင်ဝင်ပြလိုက်တယ်။ထောင်ရဲ့ပင်မဂိတ်ကကြီးကဂျင်းကနေအတန်မြည်ပြီးတော့အလိုလျောက်စနစ်နဲ့ပွင့်သွားတော့ရှင်ကအတွင်းကိုမောင်းဝင်လာခဲ့တယ်။အတွင်းကိုရောက်တော့ရှင်ရနာရနေရာကိုမောင်းနှင်သွားတယ်။သူတို့တွေဒီနေရာမှာဆင်းပြီးတော့နောက်ထပ်တစ်ခါတစ်ချက်ကိုတော့ထောင်အတွင်းစီယိုတုံးနဲ့ကြီးကားနဲ့ကြော့ဖြတ်ပြီးတော့ထောင်ရဲ့ကုတ်ကဲအစာအုပ်ကိုတွားရအောင်ပါအရာရှိကြီးကရေရနာရနေရအဝင်ဂိတ်အသေးတစ်ခုမှာခဏရက်လိုက်ပုံဂိတ်အတွင်းကဝန်ထမ်းသူတို့ရင်ရနာမယ်ရနာရနေရနံပါတ်ကိုလာရောက်ပေးပုံအဲ့နေရာကိုရောက်ရင်ရင်ရနာခွင့်ဝန်ထမ်းတွေကပါကင်ထုံးနိုင်မှုအတွက်ဆောင်ရွက်ပေးနေကြပုံတွေကိုစိတ်မရှိတဝက်စိတ်လေးလံမှုတဝက်နဲ့ကြည်နေရတယ်ရင်ရနာပြီးရဲ့အခါမှာအရာရှိကြီးရဲ့ရှီယာနေဦးဆောင်ပြီးတော့အောက်ကိုဆင်းလာခဲ့ပြီး
ရင်ရနာကွင်းရဲ့ပင်မအစာဝေးရဲ့ရှိမှာထောင်ရဲ့တာဝန်ခံတူလာကြတာကိုတွေ့လိုက်တယ်။နာဂျွန်ရဲ့တာဝန်ခံအစိုးရအစင်လွတ်ထားတဲ့ဝန်ထမ်းဖြစ်ပြီးအဲ့ဒီထောင်မှာရှိတဲ့တာဝန်ခံတွေအနက်ကယာရူးအငယ်ဆုံးတာဝန်ခံဖြစ်တာကိုလည်းအရာရှိကြီးရဲ့စိတ်ထဲမှာထူးပြီးတော့မတွေးမိတော့ဘူး။အဲ့ဒီထောင်တာဝန်ခံဦးဆောင်ပြီးတော့ထောင်အတွင်းစီးမှာတုံးထားတဲ့ကြီးကားကားပေါ်တက်ပြီးတော့အတွင်းစီးကိုအဝင်မှာဒုတိယတကားကိုကြော်ဖြတ်လိုက်ပါရင်နဲ့ထောင်မှုရှိရာထောင်ရဲ့အပေါ်ကုတ်ကဲစင်တာကိုတောင်ဦးတည်ခဲ့လိုက်တယ်။ထောင်မှုရဲ့ရုံကန်နာနီလာလေးလေအရာရှိကြီးရဲ့စိတ်အတွင်းကလေးလံမှုတွေကလေပုံပုံပြီးတော့ကြီးမားလာလေတက်ပြင်းတွေလေပို့ပြီးတော့မှုံထုံမိလာလေပဲ။ထောင်တာဝန်ခံသူ့ရှေ့ကောင်ကနေလှည့်ကြည့်လိုက်ပြီးပြုံးပြလိုက်ပြီးတော့မပူပါနဲ့ညှို့မှုထောင်မှုကအဆအဆင်သင့်ဖြစ်နေပြီလို့ပြောပါတယ်အားလုံးအဆင်ပြေသွားမှာပါဆိုပါတယ်အဆင်သင့်ဖြစ်နေပြီတဲ့အေးလေသူတို့ကအမြဲအဆင်သင့်ဖြစ်နေတဲ့မျိုးရိုးပဲမဟုတ်လားအရာရှိကြီးတွေးလိုက်ရင်နဲ့ထောင်ကုကင်းစင်တာစီကိုရီတာနေရှောက်လာရင်နဲ့ထောင်မှုရဲ့ရုံးကန်ဝင်ကနေအချိန်မှာအပေါ်တက်အကဲကြည့်စဉ်ပင်မမျောစင်စီကနေတနက်တန်တစ်ချုံကျေလောင်စွာကြားလိုက်ရတယ်ထောင်မှုရဲ့ရုံးကန်တကားဘဲကိုကြည့်ပြီးတော့3မိနစ်ခန့်ရက်ဆောင်ကြရသေးတာအတန်ကြာမှတကားပွင့်လာပြီးတော့အထဲမှာခိုင်းမှစွာရှက်နေတဲ့ထောင်မှုကိုတွေ့ကြတယ်။ရုံကန်ထဲကိုဝင်ကြပြီးရဲ့နောက်ထောင်မှုကပဲတကားကိုစောင့်ပိတ်လိုက်တယ်။အရာရှိကြီးကသူစောင်းထားတဲ့အုတ်ထုပ်ကိုချွတ်လိုက်ပြီးအနီးမှာရှိတဲ့ဇပွဲပေါ်တင်လိုက်ရင်းနဲ့ကုကဲရေးဆန္ဒရဲ့ပတ်ပတ်လဲမှန်ပရင်းအထူကြီးတွေစီကနေအပြင်ကိုကြည့်လိုက်တယ်။ဘာများထူသေးလဲထောင်မှုကြီးဘာမှမထူလာဘူးမလား။ဘာမှမထူပါဘူးလူကြီးမင်းအားလုံးအေးအေးဆေးဆေးပါပဲ။ကောင်းပါဗျာ။ဒါနဲ့ခုနကခမဘာကိုပြစ်ချလိုက်တာတော့ထောင်မှုကပရင်းအနီးကိုကတ်လာပြီးလက်ညှိုးနဲ့တနေရာကိုထောက်ပြတယ်။ညွန်ပြရအောင်အရာရှိကြီးကြည့်လိုက်တော့အတော်ဝေးဝေးထိဘာကိုမှမမြင်ရဘူး။ဒါနဲ့ပဲအနီးမှာအသင်ချထားတဲ့မှန်ပြောင်းကိုကောက်ယူပြီးလိုက်လံကြည့်ရှုလိုက်တယ်။အတော်ကလေးကြောင်မှတွေ့လိုက်တာကထောင်မျိုးရဲ့နင်နမိတ်အကုံဂျောက်ကမ်းမကြီးရဲ့နှခမ်းမှာမှောက်ခုံလဲကျပြီးတီးဆုံနေတဲ့အဖြစ်သားတူ။အော်ဒီကောင်အဲ့ပေါ်ဘယ်လိုစူးစမ်းပန်းစားတက်သွားလဲမသိဘူး။ဒီလောက်အမြင်ယူ။အဲ့လိုဆိုပြီးတော့အရာရှိကြီးကမှန်ပြောင်းကိုပြန်ချထားလိုက်တယ်။ပြီးတော့မှလှုပ်ပေးလိုက်တာမဟုတ်ဘူးဗျာဒီကောင်ရှေ့ဆက်သွားလဲမနှုတ်သဟာတော်ကြီးတွေကိုရောက်မှာပဲအဲ့တော်ကြီးဘလောက်ဆိုပြီးဘလောက်ကြမ်းနေဆိုတော့အကုန်သိနေတာပဲအဲ့ရမှာနေတဲ့တားကောင်ကြီးရဲ့လက်ချက်နဲ့သူတို့တွေနေရလာလေတရက်ပေါ့သူ့စိတ်နဲ့သူသွားမှာပဲအဲ့လိုပြောရင်းနဲ့ဆိုဖာမှာဝင်ပြီးတော့ထိုင်ချလိုက်တယ်ထောင်မိုးကတော့မတော်မလှုပ်ပဲရက်နေပြီး80ဆက်အတန်နဲ့သူတို့နဲ့သက်ဆိုင်တာဒီနနမိတ်ထဲပဲလေလူကြီးမင်းသူတို့နေမယ်ဆိုရင်လည်းဒီမှာပဲနေရမယ်တိတ်မယ်ဆိုရင်လည်းဒီထဲမှာပဲတေးရမှာပဲပြန်ပြောလိုက်ပါတယ်ရာရှိကြီးရဲ့ကိုရေးအရာရှိထောင်မိုးကိုမြင်မှုနေကြဖြစ်ပေမဲ့အခုထိရင်းနှီးတယ်လို့မခံစားရအောင်အေးဆက်ပြီးတော့ကိုရောင်ကိုဝါရှိတယ်မာကျော်လုံးနဲ့မျက်နှာထားနဲ့ထောင်မိုးသူဘလို့မှစိတ်ထဲကနေရင်းနှီးမလောင်အသက်60ဆုံးခဲ့ပြီဖြစ်ပြီးရုပ်ကြလာစပင်းတွေဖြူလာမျက်မှန်တက်လာပြီးဖြစ်တဲ့အခုအရွယ်ထိတိုင်ထောင်မိုးရဲ့ဥပရိကတင်းမာအေးဆက်နေစေထူထဲတဲ့နှခမ်းလေးကိုတင်းတင်းစိတ်ထားပုံကညှိနှိုင်းလို့ရရစရာမျောလင်းချက်မရှိလောက်အောင်ပြတ်သားရတဲ့သူတယောက်ဖြစ်ကြောင်းဖော်ပြနေလူကြီးမင်းပါမရောဘာများထူးခြားတာရှိပါသလဲကျုပ်ဘာများဆောင်ရွက်ပေးဖို့ရှိလာမလဲထောင်မူက80အေးဆက်လေးတန်းနဲ့ပဲမိတော့အရာရှိကြီးကပြောင်နေတဲ့ထိတ်ကိုစိတ်ရှုပ်ထွေးတဲ့ပုံနဲ့ပုတ်တက်လိုက်ရင်ကျွန်တော်နဲ့ခင်ဗျာအသက်သိပ်กว่าတော့မဟုတ်ဘူးဗျာပြောရရင်တော့ရွယ်တူနီးပါးပါပဲအဲ့ဒီလူကြီးမင်းဆိုတာကြီးကိုမသုံးပါနဲ့လို့ပြောခဲ့တာလွန်ခဲ့တဲ့နှစ်20ကျော်ကျွန်တော်တို့စတွေ့ကြရပဲဒါလည်းသုံးတော့မယ်ဗျာနီးတမ်းပါတယ်ထောင်မှုကတော့သူ့ကိုပြောတယ်လို့မထင်တဲ့ပုံနဲ့တိတ်ဆိတ်နေပြီးတော့သူ့မိကိုအတွက်အဖြေကိုသာမျှော်လင့်နေပုံရတယ်။အားကြောင့်အရာရှိကြီးရလေဘာမှတော့မထူပါဘူး။အေးလေထူးရဆိုလဲဟုတ်တယ်ပေါ့။မြို့တော်အကဘူမီမာရောဝရိန်မြို့မာရောကွင်းဆက်လူသက်သမားတစုဟာတီးခြားစီတောင်းကျနေကြရတော့ရှိတယ်။ဒါလည်းလိုက်တော့လိုက်နေကြပါပြီ။ကွင်းဆက်လူသက်သမားဆိုတဲ့အတန်းကြောင့်ထောင်မှုရဲ့ခန္ဓာကိုစက္ကနဲဖြစ်သွားပြီးကိုရေးအရာရှိသတိထားမိလိုက်တယ်။အလိုလျောက်တုံ့ပြန်မှုပဲလား။အာယုံကြောပြဿနာတစ်ခုခုပဲလားလို့ကိုရေးအရာရှိမခွဲခြားတတ်ဘူး။ကျွန်တော်ကတော့အေးဆေးဆေးပါပဲ။ခင်ဗျားကိစ္စသာအရေးကြီးอ่ะ။အဲ့ဒီတော့ပဲကျွန်တော်လာခဲ့တာပဲ။ဘလို့လဲအဆဆရရအစီအစဉ်တကျဖြစ်ရလား။အရာရှိကြီးမီးလိုက်ပါတယ်။အဲ့ချိန်မှာထောင်မှုကအစင်တက်မှာပဲ။ဒီအတွက်အမြဲပြင်ဆင်ထားရဲလို့ကျုပ်မကြခဏလူကြီးမင်းကိုပြောခဲ့ဘူးသားမဟုတ်ဘူးလား။အဲ့လိုပြန်ပြောပြီးတော့ကွင်းဆက်လူသက်သမား2ယောက်အကြောင်းလေးကျုပ်ကိုပြောပြနိုင်မလား။ထပ်ဆင့်မီးလိုက်ပါတယ်။ရာရှိကြီးကလည်းလက်ကိုဝှေ့ရမ်းလိုက်ပြီးတော့ကျွန်တော်လည်းရဲအရေးပိုင်တဲ့ကိစ္စတွေဆိုတော့တိတိကျကျမသိဘူးအများသိတဲ့လောက်ပဲသိတာပါဝရီမှာလိုက်ပြီးတော့အသက်လွတ်တက်ဖြတ်နေရမိန်းမတယောက်ယောက်ျားတယောက်တစ်ခါတစ်ခါမှမိန်းမလာတယ်တစ်ခါတစ်ခါမှယောက်ျားလာတယ်တွဲလဲတွဲမိတဲ့ဆုံတွေပြီးရင်သူတို့ကရွှေရိုးတော်မူဝတ်စုံတွေဝတ်ထားတယ်လို့မျက်မြင်သက်သေတွေကတော့ပြောတာပဲအခုထိတော့ရဲဘက်ကလိုက်နေတော့မှသူတို့လက်ချက်နဲ့အခုထိတော့14လောင်းတည်ပြီးပြီယောက်ျား9ယောက်မိန်းမ9ယောက်